အားလုံးပဲမင်္ဂလာပါရှင်အခုချမ်းမြတ်ထားတဲ့ဝတ်စုံလေးကိုလည်းချမ်းတို့စီမှာဝယ်ယူအားပေးလို့ရပါရဲ့ရှင်အင်ကြီးလေးကကျတော့ Kilo brand လေးဖြစ်ပြီးတော့စကတ်လေးကကျတော့ Brazil brand လေးဖြစ်ပါရဲ့ရှင်ရုံးသွားတဲ့မမကြီးလည်းဝေးရတာပြန်ဖြတ်တော့ဟာ formal ဝတ်စုံလည်းဝတ်လို့ရတယ်လို့ထားလာလွတ်လပ်ပေါ့ဝတ်ချင်တဲ့မမကြီးတွေလည်းအရန်ကိုအဆင်ပြေတဲ့အင်ကြီးလေးဖြစ်ပါရဲ့ရှင်အင်ကြီးလေးကကျတော့ direct found single ဖြစ်ပြီးတော့အတူကစနူရိုးမှာလုံးဝမရှိပါဘူးရှင်ဒီအင်ကြီး brand လေးက Kilo brand လေးဖြစ်ပါရဲ့ရှင်ဒီ Kilo brand အင်ကြီးလေးရဲ့ဝင်ရင်းစည်းလေးကဒေါ်လာ69ဖြစ်ပါရဲ့ရှင်အဲ့ဒါကိုချမ်းတို့ဆိုင်ရာ discount ချတဲ့အနေနဲ့ဒေါ်လာ30ဆိုနဲ့ရမှာဖြစ်ပါရဲ့ရှင်အင်ကြီးလေးကပိုးသားဖြစ်ပြီးတော့နူးညံ့ပြီးတော့ဝတ်ရင်ဝတ်ထားမှမသိအောင်ပါလွှာပြီးအေးဆက်ပါရဲ့ရှင်အသားလေးကလည်းရန်ကိုကောင်းပါရဲ့ရှင်ကီလိုအင်ကြီးလေးရဲ့လက်မှာပြုတ်လောက်ထားတဲ့ဆက်ဆက်လေးတွေကတန်ဖိုးကြီးပြီးတော့ဈေးကြီးရဲ့ပစ္စည်းမှတိတာပါရဲ့ရှင်ဒီခရစ္စတယ်လေးတွေကရမ်းလာပြီးတော့ပွဲတဲ့ဝစ်ချင်တဲ့မမတွေအတွက်လည်းအရန်ကိုအဆင်ပြေပါရဲ့ရှင်ခရစ္စတယ်လေးတွေရမ်းကိုလှပါရဲ့နော်အယောင်တရအစိမ့်မှုလေးဖြစ်ပြီးတော့ပွဲတဲ့မမတွေရုံးဝစ်လို့လည်းရအဆင်ပြေတယ်လို့ထားလာအေးလေးနဲ့ပေါ့ပါလေးဝေးရတဲ့မမတွေအတွက်လည်းရမ်းကိုအဆင်ပြေတဲ့ကီလိုဘရန်အင်ကြီးလေးပဲဖြစ်ပါရဲ့ရှင်အခုချမ်းပြထားတဲ့လို့စကတ်ဖြူလေးနဲ့လည်းတွဲဝဲလို့လှပါရဲ့ရှင်အခုချမ်းပြထားတဲ့လို့စကတ်အသားရအနေနဲ့လည်းတွဲဝဲလို့ရပါရဲ့ရှင်စကတ်လေးတွေကိုအင်ကြီးလေးထည့်ဝဲလို့လည်းလိုက်ပါရဲ့ရှင်ဒီကီလိုအင်ကြီးလေးကိုစကတ်လေးနဲ့မဝဲချင်တဲ့မမတွေဘောင်းမီလေးနဲ့လည်းတွဲဝဲလို့ရပါရဲ့ရှင်အဝါရောင်ဘောင်းမီလေးနဲ့လည်းကီလိုအင်ကြီးလေးကိုတွဲဝဲလို့ရပါရဲ့ရှင်အင်ကြီးလေးကိုဘောင်းမီလေးနဲ့ထည့်ဝဲလို့လည်းရပါရဲ့ရှင်အခုချမ်းမြထားတဲ့ကီလိုအင်ကြီးလေးကိုချမ်းတို့စီမှာလက်လီလက်ကဝယ်ယူအားပေးလို့ရပါရဲ့ရှင်ဒါတိုင်းဖောင်စင်ကဘူးဖြစ်ပြီးတော့အတူအမစင်တူရိုးမှလုံးဝမရောင်းပါဘူးရှင်အင်ကြီးလေးကအစိမ့်မိအောင်လေးပါရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်